ထိရောက်မဲ့သူနဲ့ချင်းဆိုပါနော်တွေ့တော့တွေ့တယ်လုံညုံကြီးနဲ့တွေ့ပြီးပြန်လာလိုက်တယ်လုံညုံကြီးကိုကြီးမီနီကောင်းလားကျွန်တော်ပန်ဖလက်လေးပေးခြင်းလို့ဘလိုချာလေးပေးခြင်းလို့ပေးပြီးပြန်လာခဲ့တယ်ကိုပစ္စည်းတခါမှလည်းမရောက်အောင်ဘယ်ရောက်အောင်လဲကိုကတွေ့တဲ့လူဟာသက်ဆိုင်ရာထိရောက်တဲ့သူနဲ့တွေ့တာမဟုတ်တာကိုရောက်မဲ့သူက admin manager ကြီးရောက်မှာလား finance manager ကြီးရောက်မှာလား HR manager ကြီးရောက်မှာလားတထင်းနဲ့ဓာတ်ရိုက်တွေ့ရမှာလားအဲ့လိုသက်ဆိုင်တဲ့သူနဲ့ဓာတ်ရိုက်တွေ့ခြင်းအပြင်ကိုယ့်ရဲ့အယောင်သမားအချိန်တွေကိုတေချာစွာသုံးတတ်ပါစေနောက်တစ်ခုကဆရာတို့ဆိုလို့ရှိရင်အမြဲတမ်းပြောပါတယ်ဆရာဆိုလို့ရှိရင်ဆရာရဲ့ဝန်ထမ်းတွေဆရာရဲ့လက်အောက်မှာရှိတဲ့ဝန်ထမ်းတွေနဲ့ဆရာနဲ့အမြဲတမ်းကားပေါ်မှာအမြဲတမ်း train သွားတယ် okay ဟိုရောက်လို့ရှိရင်ဘယ်လိုပြောနော်ကိုကဘယ်လိုပြောနင်ကဘယ်လိုပြောတခါလေးမှာကိုကသွားလို့ရှိရင်ကိုရှိရ information ကိုသူ့ကို share ပေးရတာရှိတယ်လို့သူ့ရှိရ information ကိုလည်းကိုနှိုက်ရတာရှိတယ်နော်သူ့ရှိမှာသိထားတဲ့အကြောင်းအရာတွေကကိုအတွက်အသုံးဝင်စေတဲ့အကြောင်းအရာတွေကိုရှိမှာရှိတဲ့ information တွေသူ့အတွက်အသုံးဝင်စေတဲ့အကြောင်းအရာဒါတွေကိုအပြန်အလှန်ဖလှယ်ရတာပြီးလို့ရှိရင်နောက်တစ်ခုကတွေးမဲ့သူကယောက်ျားလေးလားတွေးမဲ့သူက main ကလေးလားနော်တချို့ဆိုရှိတတ်တယ်ခေါ်တော့9သိန်းအားနဲ့သွားပြီးတော့အမာကြီးကိုသွားကြည့်နေတာနောက်နေ့ကျတော့အကိုကြီးကမလာနဲ့တော့တဲ့မင်းတို့ဝန်ထမ်းတွေအစ်မပြေဘူးတဲ့ငါမိမကိုငန်းနေတာဆိုပြီးတော့အဲ့လိုမျိုးပြန်လွတ်လိုက်တဲ့ကိစ္စကြီးရှိတတ်တယ်နော်အဲ့တော့ကိုကပပနဲ့ရှိရမယ်ဟို main ကလေးဆိုလို့ရှိရင်လေဆရာတို့ကသူဒီဘယ်လိုလူသားမျိုးလဲနော်စကားပြောလို့ကောင်းလားအဆင်ပြေလားတချို့တွေ main ကလေးကယောက်ျားလေးနဲ့စကားပြောမှအဆင်ပြေတာတချို့ main ကလေးတွေကြတော့လေ main ကလေးချင်းစကားပြောမှအဆင်ပြေတာတချို့ယောက်ျားတွေကြတော့လေ main ကလေးနဲ့စကားပြောမှအဆင်ပြေတာတချို့ယောက်ျားတွေကြတော့လေယောက်ျားလေးချင်းစကားပြောမှအဆင်ပြေတာအဲ့ဒါလေးတွေကိုဆရာတို့ပပနဲ့သိရမယ်တခါလေကြလို့ရှိရင်ဝင်သွားတဲ့အချိန်မှာဘသူနဲ့ပြောမယ်ဘယ်ဝါနဲ့ပြောမယ်ဆိုတော့မတိုင်ပင်ထားဘူးအဲ့တော့ကိုရှိမှာအ ਨੇ ဆုံးကိုနဲ့အတိုင်အဖောက်ညီတဲ့လက်တွဲပေါ်ဒါမှမဟုတ်လို့ရှိရင်အယောင်သမားကောင်းတယောက်ဘေးနားမှာရှိရင်ပိုကောင်းတယ်အဲ့တော့မဆရာတို့က bounce ပြောလို့ရတယ်သူပြောကိုပြောသူပြောကိုပြောသူကနေပြန်ပြောလိုက်ကိုကနေပြန်ပြောလိုက်အဲ့တော့မှကိုရိုးနှစ်ယောက်ရဲ့ဒီကစားကွက်ထဲမှာတစ်ဖက်လူကပါလာမှာနော်အဲ့ဒါလည်းအရေးကြီးတယ်အယောင်သမားဖြစ်ပြီဆိုရင်ကိုနဲ့ကောင်းလက်တွဲနိုင်တဲ့အယောင်သမားကောင်းတယောက်နဲ့ကိုနဲ့ရောင်းအဲ့တော့တယောက်တည်းရောင်းတာတဲ့အဲ့လိုနှစ်ယောက် bounce ရောင်းတာပို့ပြီးတော့အယောင်ဖြစ်စေတယ်အဲ့တော့မှအယောင်ဝယ်ဖြစ်ရင်တလည်းနဲ့မှဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကိုက relation ကောင်းတစ်ခုကိုတိစောက်လို့ရမယ်